တို့လိုချင်တာမှန်တယ်များတော်တော်များများဟိုဒီ CapCut application ထဲမှာအကုန်ရှိနေတာ video editing ကို CapCut တစ်ခုနဲ့လောက်တာလားဆိုရင်တော့ yes ဟုတ်ပါတယ်အခုကြည့်နေတဲ့ miss တွေရော video editing လုပ်တဲ့အခါမှာဘယ်လိုပုံစံလေးပိုကောင်းမွန်အောင် edit လုပ်ရမလဲဆိုတာသိချင်ကျွန်တော်ပြပြပါမယ် editing software ထဲမှာ CapCut တစ်ခုနဲ့နေလုံလောက်တယ်လို့ပြောလို့ရတယ်ဘာကြောင့်လဲဆိုတော့သူ့အထက်မှာ sticker တွေကုန်ပါတယ်တခြင်းတွေကုန်ပါတယ် animation တွေကုန်ပါတယ် you name it ပေါ့တိလားကျွန်တော်တို့လိုချင်တာမှန်တယ်များတော်တော်များများဟိုဒီ CapCut application ထဲမှာအကုန်ရှိနေတာဒါပေမဲ့ကိုကဒီ CapCut တစ်ခုတွေပဲမသုံးချင်ဘူးပို့ပြီးတော့ resource တွေပို့လို့ချင်တယ်ဆိုရင်ကျွန်တော်ဘက်ကနည်းနည်း recommend လုပ်လို့ရတာ Canva သုံးလို့ရတယ် Canva မှာဆိုရင် motion video တွေ edit လုပ်ရတယ် motion ပုံစံလေးလုပ်လို့ရတယ်ပြီးတော့တစ်ခုကဟိုကျွန်တော်တို့ခုသုံးနေတဲ့ video လေးတွေသုံးချင်တယ်ဆိုရင်လေ social media မှာ copyright မီရဲ့ပုံတွေ video တွေတက်တက်ယူသုံးလို့ရတယ် Pixel website ကနေပေါ့လေနောက်ပြီးကိုက sound effect တွေသုံးချင်တယ်ဆိုရင်လေအတူတူပဲကျွန်တော်ဒီမှာမေတော့မိသွားပြီကျွန်တော်ဟိုရှိတော့ပြီးတော့ကျွန်တော်ပြပြခဲ့တာလေးရှိတယ်ပြောချင်တာ CapCut တစ်ခုနဲ့မလုံလောက်ဘူးလားဆိုရင်တော့ yes လုံလောက်တယ်ဒါပေမဲ့ resource ပို့လို့ချင်တယ်ဆိုရင်တော့ဟိုအခြား process တွေယူပြီးတော့ CapCut ထဲမှာပြန်ပြီးယူသုံးနေဆိုတော့အဆင်ပြေပါတယ်အားသာချင်တဲ့အားနဲ့ချက်ကတော့ရှိရပါလေ AE ကိုပါလို့ဆိုရင် motion video လို့ရတာအရင်ကောင်းတယ်Premiere Pro 2အားသာချင်တဲ့အားနဲ့ချက်ကပါလို့ဆိုတော့ net complicate တက်လို့ခွင့်နေလေးရှုပ်ပြီးမှတုံးလိုက်ရတယ်ဒါပေမဲ့သူ့ထဲမှာတုံးလို့ရတဲ့ motion တွေ keyframe တုံးတဲ့ဟာတွေတော့ CapCut ထဲမှာမြင်ပါတယ်